မင်္ဂလာပါဒီနေ့ကျွန်တော်မျှဝေပေးမယ့်ဗီဒီယိုလေးကတော့ second hand လက်တော့တစ်လုံးဝယ်တော့မယ်ဆိုရင်အရေးကြီးဆုံးဖြစ်တဲ့ keyboard စင်ကြီးလေးကိုဒီဗီဒီယိုမှာပြပြပေးသွားမှာဖြစ်ပါတယ်။ကိုက second hand လက်တော့တစ်လုံးမဝယ်ခင်မှာဘယ် keyboard ခလုတ်ကပြက်နေပါတယ်ဆိုကအစ keyboard ခလုတ်တစ်ခုကြီးစီတိုင်းကိုဒီလိုနည်းနဲ့ဆက်လို့ရပါတယ်။ပထမဆုံးကိုယ့်ရဲ့ဆက်မှာရှိတဲ့ browser တစ်ခုကိုတွားလိုက်ပါ။ browser ထဲရောက်ပြီဆိုတော့ဒီဆက်ပါလေးမှာ keyboard tester လို့ရိုက်လိုက်ပါဒီမှာဆိုရင်တော့စစ်လို့ရတဲ့ website တွေအများကြီးပေါ်လာပါလိမ့်မယ်ဒီထဲမှာအပေါ်ဆုံးမှာပေါ်နေတဲ့ keytest ဆိုတဲ့ website ကိုပဲနှိပ်လိုက်ပါနော်ဒီမှာပေါ့နော် K လေးနဲ့ပေါ့နော်ဒါလေးကိုနှိပ်လိုက်ပါပြီးရင်တော့ဒီလိုပုံစံလေးပေါ်လာမလိမ့်မယ်ဒါဆိုရင်တော့ကျွန်တော်တို့လိုက်ပြီးတော့စစ်လို့ရပါပြီကိုယ့်ရဲ့ဆက်မှာပါတဲ့ခလုတ်တွေအားလုံးကိုလိုက်ပြီးတော့နှိပ်သွားလိုက်ပါအခုကျေးစီကိုလိုက်ပြီးတော့နှိပ်သွားလိုက်ပါကိုနှိပ်လိုက်တဲ့ခလုတ်ကကောင်းတယ်ဆိုရင်ဒီလိုအဖြူလေးတွေနဲ့ပြနေပြီးတော့တကယ်လို့ကိုနှိပ်လိုက်တဲ့ခလုတ်ကမကောင်းဆိုရင်တော့ဒီလိုအဖြူလေးတွေနဲ့ပြနေမှာမဟုတ်ပါဘူးအဲ့လိုမျိုးပဲပေါ့နော်ဒီလိုခလုတ်တစ်ခုကြီးတိုင်းကိုလိုက်ပြီးတော့နှိပ်သွားလိုက်ပါကောင်းတယ်ဆိုရင်တော့အဖြူလေးတွေနဲ့ပြနေမှာဖြစ်ပါတယ်အဲဆိုရင်တော့ကျွန်တော်တို့ဒီဘက်မချမ်းမှာရှိတဲ့ခလုတ်တွေအားလုံးကကောင်းတယ်လို့ယူဆလို့ရပါတယ်ဒီဘက်ချမ်းမှာရှိတဲ့ netlock key တွေကိုကောင်းလားမကောင်းလားစစ်ကြည့်လိုက်မယ် netlock key ကိုဖွင့်လိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်ဆက်က netlock key တွေအားလုံးကောင်းတယ်ပေါ့နော်တော့ဒီနည်းလေးကဗမာသုံးနေတာလဲဆိုရင်တော့ကိုကလက်တော့တစ်လုံးအဟောင်းဝယ်တော့မှဆိုရင်ပေါ့နော်ကိုဝယ်မဲ့ဆက်က keyboard တွေကောင်းလားမကောင်းလားလိုက်ပြီးတော့စစ်ကြည့်ပါကောင်းတယ်ဆိုမှဝယ်ပါပေါ့နော်ဒီလောက်ဆိုရင်တော့ကိုယ့်ရဲ့လက်တော့မှာရှိတဲ့ keyboard တွေကောင်းလားမကောင်းလားစစ်တက်သွားမယ်လို့မျှော်လင့်ပါတယ်အားလုံးပဲဆင်ပြေပါစေခင်ဗျာ